Hey, 你啲唱片有邊နော်唱片တွေကိုဖုန်းချိပြီးအချင်းပြုတ်မှာလားဒါမှမဟုတ်ကို့အနေကအတွက်အရေးကြီးတဲ့အရာတွေလုပ်မှာလားနေရာဒီ唱片ဆိုတာကို့အရေးချင်းကိုမြင့်တင်ဖို့အကောင်းဆုံးအချိန်ပါအဲ့ဆိုကို့အရေးချင်းကိုဘယ်လိုမြင့်တင်ရမှာလဲအားလေးတွေမှာကို့အရေးချင်းကိုမြင့်တင်ရှင်ဒီအရာငါ့ကိုလို့ပါ AI tool တွေကိုတင်ယူခြင်း AI. 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 AI is far more dangerous than nukes. ဒီနေ့ခေတ်မှာ AI ခရီးယာတွေကိုတင်ယူအသုံးပြုခြင်းဟာရွေးချယ်စရာမဟုတ်တော့ပဲလူအစ်စ်တစ်ခုဖြစ်နေပါပြီ AI မတွန့်တဲ့ရင်အနကမှာဘာမှလုပ်လို့မရဘူးလို့ဘုရားရှင်တွေကပြောနေပါတယ် AI ကိုသုံးပြီးတော့မိမိ productivity ကိုအစားပေါင်းတရာမြင့်တင်နိုင်တဲ့တင်းစရာခေါင်းတဲ့အလုပ်တွေကို AI နဲ့လုပ်လို့ရတယ်မိမိမနိုင်တဲ့အလုပ်တွေကိုလည်း AI နဲ့လုပ်လို့ရတယ်ဥပမာပြောရရင်သင်္ချာရင်စပု္ပ္ပစာတွက်တာမျိုး time traveling အကြောင်းမေးတာမျိုး transgenic element မျိုးဗီဇပြောင်းထားတဲ့သတ္တဝါအကြောင်းမေးတာမျိုး COVID-19 ပြရခြင်းအကြောင်း black hole အကြောင်းစတဲ့ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို AI chatbot တွေကိုသုံးပြီးအလွယ်တကူနားလည်နိုင်တယ် AI tool တွေကိုချွင်းချွင်းချင်းချင်းအသုံးပြုထက်တဲ့သူတွေကနေပေတိုင်းလူလူမှာငွေခေါင်းတဲ့အလုပ်တွေရနိုင်တယ်အဲ့ဒါကြောင့်နွေရာသီချုံဖေးရက်တွေမှာ AI tool အသုံးပြုနည်းတွေကိုသင်ယူသင့်ပါတယ် ChatGPT, Google Gemini, Microsoft Copilot လို့ AI ခရီးယာတွေကအခြေခံမရှိတဲ့သူတွေတောင်အလွယ်တကူစတင်အသုံးပြုနိုင်အောင်ပြုလုပ်ထားပါတယ် content creator လုပ်ခြင်း content creation လုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေက social media platform တွေကနေပတ်စံရတာတဲ့ပို့ပါတယ်ဒါဟာခင်ဗျားတို့ရဲ့အမက်ခစိတ်နဲ့ company တောင်ထောင်နိုင်တဲ့အခွင့်အလမ်းပါပဲဘဟုတုတမျှဝေတာဇလံဖျော်ပြတာဒါမှမဟုတ်ကိုယ့်ရဲ့ creativity တွေကိုဖြတ်ထားရင်းနဲ့ social media တွေမှာဗီဒီယိုထည့်နိုင်ပါတယ် advertisement sponsorship နဲ့ digital product ကနေဝင်ငွေရနိုင်ပါတယ်ဒီခေတ်ကြီးမှာ content creator ကနေ personal brand ထောင်နေတဲ့ creator တွေအများကြီးရှိပါတယ် content creation မှာတင်းနဲ့ရှိတဲ့လူတွေကိုလွှမ်းမိုးနိုင်စွမ်းရှိပါတယ်ဒါကြောင့်နေရာဒီချုံးပေးရက်တွေမှာ PUBG, Mobile Legends ဆော့တာတဲ့ content creator လုပ်သင့်ပါတယ် communication skill ခေါင်းအောင်လုပ်ခြင်းစကားပြောဆိုရင်ကကျောင်းသားကျောင်းသူတွေရဲ့ဘဝတစ်လျှောက်လုံးမှာအရေးပါပါတယ်အင်္ဂလိပ်လိုပြောတတ်ရင်အရာရာအဆင်ပြေပါတယ်ကောင်းမွန်တဲ့ communication skill ရှိမယ်ဆိုရင်အထက်မှာ presentation လုပ်တဲ့အခါအားတာမယ် group discussion တွေမှာကိုယ့်အမြင်ကိုရေရေဝံဝံဖော်ပြနိုင်မယ်ဆရာဆရာမတွေနဲ့လည်းပိုပြီးအဆင်ပြေစွာဆက်ဆံနိုင်မယ်ဒါဒီမကသေးပါဘူး interview ဖြေတဲ့အခါ scholarship လျှောက်တဲ့အခါမှာပါအကြီးအကျယ်အထောက်အကူဖြစ်စေမယ့် skill တစ်ခုပါလူမှုစစ်ဆင်ရေးမှာလည်း communication skill ကအလွန်အရေးကြီးပါတယ် communication skill ကောင်းရင်မိမိရဲ့ confidence လည်းထက်လာပါတယ်ဒီတော့အခုအားနေတဲ့အချိန်မှာ communication skill ကောင်းအောင်သင်တဲ့တွေ online free course တွေတက်တင်ပါတယ်ပတ်စံတစ်ပြားမှအကုန်ချမတင်ဘဲ free course တွေကနေ communication skill ကိုသင်လို့ရပါတယ်နော်စာအုပ်ဖတ်ခြင်းစာအုပ်ဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုခင်ဗျားတို့သိပါသလားစာအုပ်တစ်အုပ်ဟာခင်ဗျားတို့ကိုအချိန်နဲ့နေရာမရွေးပဲကမ္ဘာနဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသိစေနိုင်ပါတယ်စာအုပ်ဖတ်ခြင်းဖြင့်ပညာရှင်တွေရဲ့ဘဝအတွေ့အကြုံကိုရယူနိုင်ပါတယ်စာအုပ်စေစုံဖတ်သူတွေဟာအထူးသဖြင့်ကျောင်းသားကျောင်းသူတွေမှာ vocabulary တွေတိုးတက်လာမယ် creativity ပိုကောင်းလာမယ်စာမှုတ်ဝေးဖြေတဲ့အခါမှာစာကြည်စာကွန်းအစုချီ essay letter ရေးရတာပိုမိုလွယ်ကူလာမယ်ဒါဒီမကသေးပါဘူးစာအုပ်ဖတ်ရင် critical thinking skill တိုးတက်လာပါတယ်စိတ်ဖိစီးမှုကိုလျှော့ချဖိနိုင်တဲ့အထီးရောက်ဆုံးနည်းလမ်းတစ်ခုဆိုရင်စာအုပ်ဖတ်ခြင်းပဲဖြစ်ပါတယ်အဲ့ဒါကြောင့်နွေရာသီချုံးဖေးရက်တွေမှာစာအုပ်ဖတ်ခြင်းကို daily habit တစ်ခုအနေနဲ့လက်ခံထားပါနေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းနေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့အကျိုးကျေးဇူးကိုခင်ဗျားတို့သိပါသလား daily exercise ကကျောင်းသားတွေအတွက် memory power တိုးထည့်စေပြီးတော့ exam stress ကိုလည်းလျှော့ချဖိနိုင်ပါတယ်ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေမှာ confidence ထက်လာမယ်ကံတကူထွားလာမယ်ညကောင်းကောင်းအိပ်ပျော်မယ် morning fresh ဖြစ်မယ် daily exercise လုပ်သင့်တယ်ဆိုတာ gym သွားခိုင်းတာမဟုတ်ပါဘူး gym သွားစရာမလိုပါဘူးကိုယ့်အိမ်မှာပဲနေ့စဉ် 15 မိနစ်လောက်အချိန်ပေးပြီးတော့လေ့ကျင့်ခန်းလုပ်စေချင်တာပါ YouTube ကနေ daily exercising video ရိုက်လိုက်ရင် video ထောင်နဲ့ချီရောက်လာမှာပါအဲ့ဒီထဲကမှ video တစ်ပုတ်ကြည့်ပြီးတော့လေ့ကျင့်ခန်းလုပ်လို့ရပါတယ် daily exercise ကလူတွေအတွက်အင်မတန်အရေးကြီးပါတယ်ဒါတွေကနွေရာသီချုံးဖေးရက်တွေမှာကျောင်းသားကျောင်းသူများလုပ်သင့်တဲ့အရာတွေပါမိမိအချိန်ကိုအချိုးချိရှိအသုံးပြုပါအချိန်ရှိခိုင်လွန်လိုက်ဆိုင်ပါ
ခင်ဗျာ game ဆော့နေတာတငီရှင်းတွေနဲ့အရှင်ဖြုတ်နေတာကိုဘယ်သူမှစောင့်နေမှာမဟုတ်ပါကျွန်တော်တို့ရဲ့အလုပ်ကိုသဘောကျရဲဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်